နေ့ကတော့ကျွန်တော်ပြည်သက်တွေအများစုတောင်းဆိုထားကြတဲ့အတိုင်းဝါကိုစိုက်ပြပါဝါတော့ဒါတော့ကျွန်တော်တူးလာတယ်ဝါကိုစိုက်ပြပါမယ်ဝါဒီတိုင်းပဲတူးလာတယ်ဖြတ်တာတော့နော်ဝါပြဖြတ်လိုက်ဒါကတော့အမြင့်ပြဒါတော့ကျွန်တော်မြုပ်လိုက်ပါဒီအရာတွေကတော့ရှင်တန်ကိုမျောလင်းရတော့ဒီကောင်ကဝက်နဲ့ပါထီယိုဝက်နဲ့ကတော့ theory ဘိုင်းမှာဘက်မှာတော့အရန်ကိုပေါက်ရောက်မြန်တဲ့ဝါဖြစ်ပါတယ်တည်ခဲပါတယ်အရန်ကိုအချမ်းခံပါတယ်ဝန်ဆိုင်အဖြစ်နဲ့တော့ဝန်ဆိုင်တန်းဝင်တယ်လို့ဆိုလို့မရဘူးခုနောက်ပိုင်းမှာဒီ VNF ဘက်မှာတော့ဝန်ဆိုင်တော့ဒီအိုးလေးထက်မှထည့်ပြီးတော့စိုက်တာကိုအရန်ကိုအလားစိုက်တာအရန်ကိုခစ်စားပါတယ်အရန်ကိုခစ်စားလာတယ်အဲကျွန်တော်ဒီဘက်မှာဟိုတစ်ခါလဲကျွန်တော်ပြပူပါတယ် TU ဝါလေးစိုက်ထားတာကသူကအဲ့ဒါတော့ကျွန်တော်အနေနဲ့ဝန်ဆိုင်ဆိုပြီးတော့ကျွန်တော် culture ရဲ့စိုက်ပျိုးမှုစိုက်ပျိုးခြင်းရဲ့နောက်ပြီးတော့အမှုပညာလက်ရအလားရဲ့နောက်ပြီးတော့တသနာရဲ့ထည့်ထားတဲ့ပုံစံပါတယ်ဒီအပင်လေးကိုလည်းကျွန်တော်ဒီမနေ့မှတူးလာတာပါမနေ့မှတူးလာတယ်ဒီတောင်အမြင့်ရှိမယ်တော့ကိုရှိမယ်အောက်ကိုထိုးဝင်တယ်ဒါပေမဲ့ဒီလောက်ထိမြုပ်ပြီးတော့ကျွန်တော်စိုက်ရမှာစိုက်ပြီးတော့ရှင်းမရှင်းလေးလာကြည့်ကြတော့ကျွန်တော်လည်းအတူဆက်ပြီးလေးလာကြည့်ရအောင်တို့ကြည့်ရကောင်းမရှိတော့လဲရှိတာလောင်းနဲ့ရအောင်တော့လုပ်ရတယ်ပေါ့ပါဒီလိုလေးစိုက်ပြီးပေါ့နော်